အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့မြန်မာဒီဇိုင်နာတွေအသုံးများအမှားများတဲ့ချို့ကြောင့်လည်းသတိမမူမိတဲ့ဒီ typo error လေးတွေကိုကျွန်တော်အနေနဲ့ကျွန်တော်သုံးတဲ့နည်းပေါ့နော်ဆိုတော့နည်းလေးနဲ့ကျွန်တော်လုပ်ပြမယ်ပေါ့quick fix လို့သဘောမျိုးပေါ့နော်ဒါလေးကလောက်ရတာလွယ်တယ်ပေါ်ရတဲ့ setting လေးလည်းလွယ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စလိုက်မယ်ဗျာပြောရရင်ကြားတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ဒီမှာfont တခုယူလိုက်မယ်ဗျာယူပြီးွားရင်ဒီမှာကျွန်တော်တို့မြန်မာ designer တွေရဲ့နိုင်ငံတော် font ဖြစ်တဲ့W35 ပေါ့ W35 ကိုမှကျွန်တော်150လောက်150မများတယ်ဆို120လောက်လည်းကျွန်တော်ပြပြီးွားရင်ကျွန်တော်ဒီမှာစလုံးတစ်လုံးရိုက်လိုက်တယ်ဗျာစလုံးတစ်လုံးอ่ะရှာတတဆိုတဲ့စလုံးပေါ့နော်အဓိကကတော့ဒီစလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကပြောပြခြင်းလို့ဗျာဆိုတော့ဘယ်လိုလဲဆိုတော့ဒီမှာဗျာကျွန်တော် okay ပေါ့နော်ရှာတတပေါ့ရိုက်လိုက်တယ်ပေါ့နော်ရိုက်လိုက်ရင်ဗျာဒီမှာကြည့်ရင်overall က okay တယ်မြင်ရတယ်မြန်မာစာမှန်တယ်ပေါ့နော်တကယ်ကြတော့ကျွန်တော်တို့ရေးတဲ့အချိန်မှာဗျာကျွန်တော်တို့စာရေးရင်ဒီရာကောက်ကိုဒီလိုမျိုးဟာထိုးတွေပါတဲ့အချိန်မှာဒီနောက်ကမိရမပါဘူးဗျာမြန်မာစာရေးသားမှာလေဆိုတော့ဒါတကယ်ကြမှားတယ်ပေါ့နော်ပြီးရင်ဒီဇိုင်းတွေမှာလည်းဒါမျိုးကအဆင်မပြေဘူးပေါ့နော်ကြည့်ရတာလေနည်းနည်းလေးအဲ့လိုမျိုးဘယ်လိုပြောရမလဲအဆင်မပြေဘူးပဲဗျာဒါလည်းမှားနေရလို့ခံစားရတယ်ချို့ကြောက်လည်းအဆင်ပြေရပေါ့အဲ့ကောင်ကို fix ချင်တယ်ကိုက W ရဲ့လက်ကွက်တွေလည်းမရဘူးဆိုရင်ကျွန်တော်သုံးတဲ့နည်းရှိတယ်ကျွန်တော်လည်း W လက်ကွက်တွေအပြည့်မရအောင်ဗာလဲဆိုတော့ဒီမှာ window တွေကနေဒီမှာ gradient အပေါ်မှာ glyph ဆိုတာရှိတယ် glyph ဆိုတာကိုဖော်လိုက်တာနဲ့ဒီမှာကို font ရဲ့လိုက်ပြီးတော့အဲ့ font ထဲမှာပါစလုံးတွေအများကြီးပါလာလိမ့်မယ်ဗျာဆိုတော့အဲ့ကောင်ရွေးပြီးတော့ကျွန်တော်တို့ကဒီမှာရှားကောက်ကိုရွေးလိုက်အောင်ဆိုတော့ဒီမှာအမီးမပါရကောက်လေဗျာအဲ့တော့ယူလိုက်တယ်။ okay ဝါပြီပေါ့နော်။ဆိုတော့ဒီလိုမျိုးဖြစ်ရမှာပေါ့ဗျာဒီလားမြန်မာစာတကယ်ရေးသားမှာလိုမျိုးဖြစ်ရမှာလိုမျိုးဆိုရင်အစင်မပြေဘူး။ဒီလုပ်ဖို့အတွက်လည်းဒီမှာဒီ glyph လေးကိုကျွန်တော်ရွေးထားလိုက်အောင်မယ်။ glyph မသုံးရင်လည်းလိုမျိုးလေးပြန်ပိတ်ထားလို့ရတယ်။အဲ့ဒီပဲရွေးထားလိုက်ပါဗျာ။ဆိုတော့လွယ်ကူပါပဲ။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်ဒီမှာလည်းလိုမျိုး quick fix လေးနဲ့ပြန်လာခဲ့မယ်ပေါ့နော်။ဆိုတော့ thank you ပါ။